အားလုံးပဲမင်္ဂလာပါခင်ဗျ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ20ရက်နေ့တလ2026 12နာရီ10မိနစ်အတွက်ဒုတိလေးကိုတွက်ပြပေးသွားပါမယ်ခင်ဗျပထမဆုံးကျွန်တော်တို့ကနော်တလပိုင်း20ရက်နေ့12နာရီ10မိနစ်အတွက်ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်စတွက်ပေးပါမယ်ပထမဆုံးထိပ်စီးပိုင်းလေးဟာကျွန်တော်12နာရီ10မိနစ်အတွက်ကဒီဟာခွန်3ညပေါင်းချင်းရဲ့ဒီက68ပေါင်းချင်းဒီနှလုံးပေါင်းချင်းနော်ဒီလေးလုံးပေါင်းချင်းပေါ့ဒီလေးလုံးပေါင်းချင်းက9နဲ့10နဲ့ပေါင်း10ခွန်9နဲ့ပေါင်းတော့24 4ရဲ့ကျွန်တော်နက်ခတ်က2ဟုတ်ပြီနော်4ရဲ့နက်ခတ်က2ဆိုတော့ကျွန်တော်ဒီမှာ2ထိပ်ထွက်သွားပြီခင်ဗျဟုတ်ပြီနော်ခွန်3ည68ပေါင်းချင်းက24 4ရဲ့နက်ခတ်က2ထိပ်စီနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ဒီက9နဲ့3နဲ့ပေါင်းချင်းက10 3ညနဲ့9နဲ့ပေါင်းချင်းဟာ9ကျွန်တော်18ရပါတယ်9ရဲ့နက်ခတ်ကသူက3ညပေါ့ခင်ဗျ3ညဆိုတော့ဒီမှာကျွန်တော်3ညထိပ်စီးနဲ့ထွက်သွားတယ်ဟုတ်ပြီနော်ဒါက20ရက်နေ့အင်္ဂါနေ့တော့ပါခင်ဗျဒါကြောင့်လာမယ့်ကျွန်တော်20ရက်နေ့အင်္ဂါနေ့နေ့အင်္ဂါနေ့12နာရီ10မိနစ်အတွက်ကဒီကခွန်2ပေါင်းချင်းရဲ့3ည5ပေါင်းချင်းနော်ဒီလေးလုံးပေါင်းချင်းက9 14 4ရဲ့နက်ခတ်က2နော်4ရဲ့နက်ခတ်က2ဆိုတော့ကျွန်တော်တို့က2ထိပ်စီရပါပြီခင်ဗျဟုတ်ပြီနော်2တလုံးကျွန်တော်တို့ရသွားပြီပြီးရင်ကျွန်တော်ရဲ့ channel ကပို့လေးမှာကျွန်တော်တပတ်စာပေါ့နော်တပတ်စာကျွန်တော်တို့ dry body လေးကျွန်တော်တင်ပေးပါမယ်ခင်ဗျနော်ခွေတဲ့ကနန်းလေးကျွန်တော်တင်ပေးပါမယ်အဲ့ဒီမှာဝင်ကြည့်လို့ရအောင်ဝင်ကြည့်ပေးကြပါခင်ဗျနော်ကျွန်တော်ရဲ့ channel ပို့လေးမှာကျွန်တော်တင်ပေးပါမယ်နော်အဲ့ဒီမှာလည်းဝင်ကြည့်လို့ရပါတယ်ဟိုဒီမှာကျွန်တော်က20နေ့12နိုင်10မိနစ်ကပထမကျွန်တော်ထိပ်စီတစ်လုံးရသွားပြီခင်ဗျနော်အခုကျွန်တော်12နိုင်10မိနစ်အတွက်အပိတ်ကနန်းလေးပြမယ်ကျွန်တော်အပိတ်ကနန်းလေးဟာလေးလုံးပေါင်းချင်းပေါ့နော်ဒီဟာ3ညရယ်5ရယ်9ရယ်ဒီဟာ8ရယ်ဟုတ်နော်ဒီလေးလုံးပေါင်းချင်းဒီလေးလုံးပေါင်းချင်းက8 9 10ခွန်22ပေါ့ခင်ဗျ22ဆိုတော့2ရဲ့နက်ခတ်ကလည်း4ပဲခင်ဗျဟုတ်ပြီ2ရဲ့နက်ခတ်က4ဆိုတော့ဒီမှာလည်းကျွန်တော်တို့က4အပိတ်နဲ့24ဆိုပြီးထွက်သွားတယ်ခင်ဗျနော်ဟုတ်ပြီနော်ဒီလေးလုံးပေါင်းချင်း3ည5 9 8ပေါင်းချင်းက14 22 2ရဲ့နက်ခတ်က4ဒီမှာ4အပိတ်နဲ့24ထွက်လာတယ်ဟုတ်ပြီအဲ့ဒီတိုင်းလေးပဲကျွန်တော်တို့ဆက်ကြည့်မယ်ခင်ဗျဒီက3 8 3ည1ပေါင်းချင်းဟုတ်ပြီနော်3 8 3ည1ပေါင်းချင်းကဒီမှာဆိုရင်12ပေါ့နော်12ဆို2ရဲ့နက်ခတ်ကလည်း4ပဲခင်ဗျသူမှာလေနော်ဒါကြောင့်မို့ဒီမှာလည်းကျွန်တော်က4အပိတ်နဲ့3ည4ဆိုပြီးထွက်လာတယ်ခင်ဗျဟုတ်ပြီနော်3ည4ဆိုပြီးထွက်လာခုနကကျွန်တော်က2ထိပ်စီရထားတယ်ခင်ဗျနော်2ထိပ်စီဆိုတော့ဘာပိတ်နိုင်ရရှိလဲဆိုတော့ဒီမှာဒီလေးလုံးပေါင်းချင်း2 5 3ည3ပေါင်းချင်းဟုတ်ပြီနော်2 5 3ည3ပေါင်းချင်း2နဲ့5နဲ့ပေါင်းတော့9 3ည3နဲ့ပေါင်းတော့10 3ညရဲ့နက်ခတ်က9ဟုတ်ပြီ3ညနက်ခတ်က9ဆိုတော့ကျွန်တော်တို့ဒီမှာပါထွက်သွားမလို့ဆိုတော့2ခွန်ဆိုပြီးတော့ကျွန်တော်တို့တစ်ခွက်ထွက်ခဲ့နော်2ခွန်တစ်ခွက်ထွက်ခဲ့တယ်ခင်ဗျဒါကကျွန်တော်12နာရီ10မိနစ်အတွက်နော်12နာရီ10မိနစ်အတွက်ကျွန်တော်2ခွန်တစ်ပေါက်လေးထွက်ခဲ့တာခင်ဗျအပိတ်က9ထိပ်စီက2ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော် channel ရဲ့ Lucky 2D channel ရဲ့ကျွန်တော်ပို့လေးမှာကျွန်တော်တပတ်စာခွေရမယ့်ကနန်းလေးပတ်တီးတွေကျွန်တော်တင်ပေးပါမယ်ခင်ဗျအဲ့ဒီထဲမှာဝင်ကြည့်ပေးပါခင်ဗျเนาะကျွန်တော်တွက်ပြီးတဲ့ကျွန်တော်ရတာလေးကျွန်တော်တင်ပေးပါမယ်ခင်ဗျအဲ့ဒီမှာကျွန်တော်ဝင်ကြည့်ပြီးတော့အားပေးပါခင်ဗျကြိုက်တဲ့လူတော့ဝင်ကြည့်ပါခင်ဗျเนาะမကြိုက်ရင်လည်းကြော်သွားလိုက်ပါဒါကကျွန်တော်12နာရီ10မိနစ်အတွက်ကျွန်တော်မွေးကနန်းလေးတင်ထားပေးပါတယ်မွေးကနန်းက4ခွက်တည်းရှိပါတယ်မထွက်သေးပါဘူးဟုတ်ပြီเนาะမထွက်သေးပါဘူးအဲကြောင့်မွေးကနန်းလည်းဝင်ကြည့်ပေးလို့ရပါတယ်ခင်ဗျမွေးကနန်းလေးလည်းဝင်ကြည့်ပေးပါအခုကျွန်တော်ပြန်ပြပြီခင်ဗျာနော်ပထမဆုံးကျွန်တော်တို့ကထိပ်စီးကကျွန်တော်ဒီလေးလုံးပေါင်းချင်းခွန်3ည98ကျွန်တော်ထိပ်စီးလေးလုံးပေါင်းချင်းမှာကျွန်တော်တို့ကပါရတာလဲဆိုတော့ဆက်ခွန်924 4ရက်နက်ခတ်ခါ2ကျွန်တော်က2ထိပ်စီးထွက်သွားတယ်ဒီမှာကျွန်တော်အပိတ်ကိုကြည့်မယ်ဆိုရင်3ည598ပေါင်းချင်းဟုတ်ပြီနော်3ည598ပေါင်းချင်းကလည်းကျွန်တော်တို့ကဒီမှာဆက်ခွန်22 2ရက်နက်ခတ်ခါ4 4အပိတ်ထွက်လာတယ်24ဟုတ်ပြီနော်24နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ဒီမှာခွန်3 3ညခွန်ပေါင်းချင်းကလည်း
ဒီမှာ9နဲ့3နဲ့ပေါင်းတော့10ဆက်ခွန်9ရဲ့နှစ်ခတ်က3ညဒီမှာကျော်တော့3ညထိပ်စီအပိတ်က3831ပေါင်းခြင်းက3နဲ့10နဲ့ပေါင်းတော့17 3ညနဲ့ပေါင်းတော့17 1နဲ့ပေါင်းတော့12 2ရဲ့နှစ်ခတ်က4ဒီမှာ4အပိတ်နဲ့3ည4ဆိုပြီးတော့ကျွန်တော်ထွက်ထားတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်ကျွန်တော်တို့က20ရက်နေ့ကျွန်တော်12နိုင်10မိနစ်မှာခွန်2 3ည5ပေါင်းခြင်းကခွန်နဲ့2နဲ့ပေါင်းတော့9 3ညနဲ့ပေါင်းတော့9နဲ့5နဲ့ပေါင်းတော့14 4ရဲ့နှစ်ခတ်က2ကျွန်တော်တို့မှာ2ထိပ်စီအပိတ်ကိုကြည့်မယ်ဆိုတော့2 5 3ည3ပေါင်းခြင်းက2နဲ့5နဲ့ပေါင်းခြင်းက9 3ညနဲ့ပေါင်းခြင်း9 9နဲ့3နဲ့ပေါင်းခြင်းက10 3ညနဲ့ခက်က9ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့က9အပိတ်နဲ့20ခွန်ဆိုပြီးတော့တစ်ခွက်တည်းထွက်ခဲ့တယ်ဟုတ်ပြီနော်ဒါကကျွန်တော်12နိုင်10မိနစ်မှာ main ခွက်တစ်ခွက်တည်းကြိုက်တဲ့လူတွေအတွက်ပေါ့ခင်ဗျတစ်ခွက်ပဲထိုးရမယ်ပြီးရင်ဒီမှာကျွန်တော်တွဲပေးမယ်4ရဲ့နှစ်ခက်က2 4ရဲ့ပါဝါက9 3ညနှစ်ခက်က9 3ညရဲ့ပါဝါက9ဟုတ်ပြီနော်အဲ့ဒီမှာမှကျွန်တော်ကကြည့်မယ်ဆိုရင်4 3ည4ခွန်4 5အရန်ပေါ့နော်2 3ည2ခွန်ကမိတ်2 5ကအရန်ပြီးရင်9 3ည9ခွန်9 5ကအရန်ဆိုကျွန်တော်မရေးပြီးလိုက်များတယ်ဆိုပြီးတော့ပြောမယ်ဆိုတဲ့အတွက်เนาะကျွန်တော်မရေးတော့ဘူးပြီးရင်ကျွန်တော်တို့ကမနက်ထိန်နဲ့ညနေအပိတ်နဲ့ထိုးခြင်းတဲ့သူကျွန်တော်ဒီမှာတွဲပြီးလိုက်မယ်ညနေပိုင်းကျရင်လည်းကျွန်တော်တွဲပေးပါမယ်ခင်ဗျเนาะဘာလဲဆိုလဲဆိုတော့ကျွန်တော်2 5ဟုတ်ပြီเนาะဒါကကျွန်တော်တွဲပေးတဲ့ခဏကြိုက်တဲ့လူကထိုးပေါ့ခင်ဗျเนาะ2 5ပြီးရင်2 5ပြီးရင်ခွန်ထိန်နဲ့ဆိုတော့ခွန်ဒါကမနက်ထိန်နဲ့ညနေအပိတ်နဲ့ကျွန်တော်တွဲထားပေးတာကြိုက်တဲ့လူကတော့ထိုးပေါ့ခင်ဗျဟုတ်ပြီเนาะဒီနှစ်ခွက်ကတော့ကျွန်တော်ဒီတန်းပေးလိုက်တာပါခင်ဗျเนาะတွဲပြီးပေးလိုက်တဲ့ခဏမှာထိုးခြင်းတဲ့လူလည်းထိုးပေါ့เนาะဒီက main ခွက်ကတော့ကျွန်တော်29က main ခွက်ပါเนาะကျွန်တော်ရဲ့ပို့လေးကိုလည်းဝင်ကြည့်ပေးပါခင်ဗျเนาะအားလုံးပဲကျွန်တော်တို့20ရက်နေ့12နိုင်10မိနစ်မှာကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ